ခြား software တွေမှာ one click tracking တွေခေတ်စားနေတဲ့အချိန်မှာပဲ Adobe Premiere Pro ကတော့ tracking အတွက်ဆိုရင် After Effects ကိုပဲအားကိုးနေရတော့မှာ video editing လောကမှာ motion tracking ဆိုတာတော့မရှိမဖြစ်ပါ Final Cut Pro မှာဆိုရင်လည်း object tracker ကပါလာတာကြာပါပြီဒါပကြီး result မှာလည်းသူ့ရဲ့ tracking ကပြောရမလို့အောင်ကောင်းနေပြီးသားပါ CapCut ရဲ့ AI Power Tracking ကလည်းအဆင်ပြေပါတယ်ဒါပေမဲ့ Adobe Premiere Pro မှာက mask လုပ်ပြီးထွက်တာလောက်ပဲအဆင်ပြေပြီးတော့စာသားတွေဒါမှမဟုတ် object တွေ like ကပ်ဖို့ဆိုရင်တော့ Adobe After Effects ကိုပဲအသုံးပြုနေရတော့မှာဘာကြောင့်လဲဆိုတော့ Adobe ရဲ့ strategy က Premiere Pro က non-linear editor သက်သက်ပဲဖြစ်ချင်တာပါဆိုလိုချင်တာကတော့ Premiere Pro က video editing နဲ့ပတ်သက်တဲ့ workload တွေကိုပဲအဓိကလုပ်မှာဖြစ်ပါတယ် After Effects ကတော့ motion graphic နဲ့ composition တွေအတွက်အသီးသန့်ထုတ်ထားတာဆိုတော့ Adobe ကသူတို့ရဲ့ ecosystem ကိုခွဲထားတာကြောင့် Premiere Pro ထဲမှာ tracking feature တွေအများကြီးထည့်မပေးတာဖြစ်နိုင်ပါတယ် editor တွေအတွက်ဒုက္ခကတော့ software နှစ်ခုလုံးဖွင့်ထားတော့ run ကစားတယ် dynamic link ချိန်ထားပြီးမယ်တခါတလေ error တွေတက်ပါတယ်အလုပ်တစ်ခုပြီးဖို့ step တွေပိုများသွားစေပါတယ်အဆုံးသတ်အနေနဲ့ Adobe အနေနဲ့နောက်ထွက်မဲ့ upgrade တွေမှာ Premiere Pro ထဲမှာရင် built-in object tracker ပါလာဖို့မျှော်လင့်နေကြတဲ့ editor တွေရှိလားဒါမှမဟုတ် After Effects နဲ့ပဲအသားကျနေပြီလားဆိုတာကို editor ချင်းချင်းသိရအောင် comment မှာပြောပြကြပါဦး